ကောက်ရတဲ့သိန်း100ကိုပိုင်ရှင်စီပြန်ပေးပေမဲ့တိတိယောက်ယောက်အကုန်ပြုခြင်းမခံရတဲ့ဘေးချောင်းသား2ယောက်ဘေးချောင်းသားလေးတွေဖြစ်တဲ့ကိုစီတူအောင်နဲ့ကိုကျော်ကြီးတို့ကလမ်းမှာမမျော်လင့်မဲကောက်ရခဲ့တဲ့ငွေကျပ်သိန်း100ကျော်ပါတဲ့ငွေတုပ်ကြီးကိုလုံးဝမမော်ပဲပိုင်ရှင်ဖြစ်သူစီအတိအကျပြန်လည်ပေးရခဲ့ပါတယ်။သူတို့နှစ်ဦးကစီးရင်နှံပါပေမဲ့သူတစ်ပါးရဲ့ပစ္စည်းကိုမလိုချင်တဲ့ဖြူစင်တဲ့စိတ်ထားနဲ့မုံမြတ်တဲ့လူငယ်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်အမခန့်ယူသားတဲ့လူရဲ့အတွက်သူတို့နှစ်ဦးဟာထိုက်တန်တဲ့စုလက်နဲ့အကုန်ပြုခြင်းကိုတော့မခံခဲ့ရပါဘူး။ပိုင်ရှင်ဖြစ်သူကကျေးဇူးဆက်တဲ့အနေနဲ့စုချင်းငွေကျပ်10သိန်းတီတီပေးမယ်လို့ကတိပေးခဲ့ပေမဲ့တကယ်တမ်းငွေတွေလက်ထဲရောက်သွားချိန်မှာတော့ကတိကိုဖြတ်ပြီးတော့9သိန်းသာပေးရခဲ့ပါတယ်။ဒီအခြေအနေကြောင့်ပဝင်းချင်းကပါသူတို့ကိုငမိုက်သားတွေလို့ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတာပါ။ပို့ပြီးတော့လေးစားဖို့ကောင်းတာကအဲ့ဒီရလာတဲ့9သိန်းကိုတောင်ကိုကျော်ကြီးကမယူခဲ့ပါဘူး။သူကသူ့ထက်ပိုပြီးစင်ရင်နှံပါကငွေကြေးပိုလိုအပ်နေတဲ့တငယ်ချင်းဖြစ်သူကိုစီသူအောင်ကိုအားလုံးပေးအပ်ခဲ့ပါတယ်။ဒီသိန်း100ကိုမမတ်ပဲကိုချင်းတရားကိုစောင့်ထိန်ခဲ့ပေမဲ့ထိုက်တန်တဲ့ဂုဏ်ပြုမှုမရခဲ့တာကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲ။သိန်း100ဆိုတာရင်းနှီးလောက်ကင်စားတော့ဖို့ဘဝတစ်ခုပြောင်းလဲနိုင်ပါတယ်။ဒါပေမဲ့ဘဲချောင်းသားကိုကျော်ကြီးကတော့ပတ်စံက3ရင်ကုန်မယ်ရိုးကုန်ကတော့တစ်သက်လုံးမကုန်ဘူး။ကိုရိုးကုန်ကြောင့်တစ်သက်လုံးမျက်နှာမငယ်ရတော့ဘူးလို့ဆိုပါတယ်။အခုဆိုရင်တော့သူတို့ရဲ့ရိုးသားမှုကိုလေးစားတဲ့ပရိသတ်တွေကသူတို့ရဲ့ဘဲဥတွေကိုဝိုင်းဝန်းအားပေးဝယ်ယူနေကြလို့စီးပွားရေးပါပုံမှုအဆင်ပြေလာခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တို့ရောဒီဘဲချောင်းသား2ယောက်ရဲ့စိတ်ထားကိုဘယ်လိုမြင်ပါသလဲရှင်။ဒီလိုသတင်းတွေကိုသိရဖို့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါဦးနော်။